ခုနိုင်ဒေသကြီးတင်ငယ်ကျွန်းခရိုင်တောင်ကလာပါမြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင်ယနေ့နံနက်7:00 နာရီချိန်ကရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲတော်ရှိုးပြုလုပ်ဆောင်ခဲ့ပါတယ်။ဆွေးနွေးပွဲတော်ရှိုးတွင်ရာသီတုပ်ကွေးဖြစ်ပေါ်လာပုံရာသီတုပ်ကွေးလက္ခဏာများရာသီတုပ်ကွေးကြောင့်ခံစားရနိုင်သည့်ရောဂါလက္ခဏာများနှင့်ရာသီတုပ်ကွေးရဲ့နောက်ဆက်တွဲပြဿနာများစသည့်အကြောင်းအရာများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးရာရှိတော်ခင်ဆွေးနွေးနှင့်မြို့နယ်တိုင်းရေးစေမှုဒေါ်စောကလျာမျိုးတို့ကယခုလိုသိမြပေးဆွေးနွေးခဲ့ပါတယ်။ဟုတ်ကဲ့ဆရာမမင်္ဂလာပါရှင်။ကျမတို့ဒီကနေ့သိပညာပေးဆွေးနွေးပွဲတော်ရှိမှာပေါ့နော်။ပထမဆုံးဆရာမရဲ့နာမည်ရဲ့ယာတူရဲ့ဆရာမဌာနနာမည်လေးလည်းမိတ်ဆက်ပေးပါအောင်ရှင်။ကျမနာမည်ကဒေါ်စောကလျာမျိုးဖြစ်ပါတယ်။တောင်ကလာပါမြို့နယ်တိုင်းရေးစေမှုဌာနမှာမြို့နယ်တိုင်းရေးစေမှုဖြစ်ပြီးတော့ကျမတို့ဌာနမှာဆိုရင်ယောဂအယိုးကြောယောဂကြီးပေါင်းယောဂလေငယ်လေဖြတ်တာနောက်အခြားယောဂအမျိုးမျိုးကိုကုပ္ပတပေးပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဆရာမကျမတို့ပေါ့နော်ဒီကနေ့သိပညာပေးဆွေးနွေးပွဲတော်ရှိမှာရာသီတုပ်ကွေးယောဂကြိုတင်ကာကွယ်ရေးသိပညာပေးတော်ရှိဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ပေါ့နော်ပထမဦးဆုံးဆရာမအနေနဲ့ဒီရာသီတုပ်ကွေးဖြစ်ပေါ်လာပုံနဲ့ကုသတက်ပုံလေးကိုလည်းရှင်းပြပေးပါအောင်ရှင်။ရာသီတုပ်ကွေးယောဂဆိုတာတမန်အဖြစ်ကြည့်သူကတမန်အဖျားယောဂနဲ့တူတယ်။ဒါပေမဲ့တေချာကွေးဆိုင်အဲ့ဒီယောဂကိုဗိုင်းရပ်ကြောင့်ဖြစ်တာဖြစ်တယ်တေချာကွေးဆိုင်လို့မကူဘူးဆိုရင်ကူးဆက်ယောဂတမျိုးဖြစ်သွားနိုင်တယ်ပေါ့အကြည့်တော့တမန်ပြားနဲ့တူတာပေါ့နော်ဟုတ်ကဲ့ပါရှင်အထူးသဖြင့်ကလေးငယ်များအသက်ကြီးတဲ့လူကိုခါအားနေတဲ့လူတွေယောဂပိုပြီးပြင်းထန်တတ်တယ်ပေါ့နော်အဲ့ဒီလိုဖြစ်တတ်တယ်ဟုတ်ကဲ့ပါရှင်ဆရာမဆက်လက်ပြီးတော့ပေါ့နော်ဒီရာသီတုပ်ကွေးလက္ခဏာတွေကိုလည်းပြပြပေးပါအောင်ရှင်လက္ခဏာတွေနော်လက္ခဏာတွေကဆိုတော့တမန်အဖျားယောဂနဲ့တူတယ်အဖျားတက်ခြင်းတို့ချမ်းတုံခြင်းတို့ခေါင်းကိုက်ခြင်းကိုယ်လက်ကိုက်ခဲခြင်းအားနည်းပင်ပန်းခြင်းချောင်းဆိုးခြင်းလေချောင်းနာခြင်းနှာရည်ယိုခြင်းနှာပိတ်ခြင်းအဲ့ဒီလက္ခဏာတွေတွေ့ရတယ်အချို့ကလေးငယ်မှာဝမ်းလျောဝမ်းရှော့ဝမ်းပြတ်တာတွေဖြစ်တတ်တယ်။တမန်အေးမိကြီးနဲ့တုပ်ကွေးလူအများစုကရောထွေးတတ်တယ်။အေးမိကြီးမှာလက္ခဏာတွေပုံပေါ်ပါတတ်ပေမဲ့ရာသီတုပ်ကွေးကြတော့အဖျားမြင့်ခြင်းကိုယ်လက်ကိုက်ခဲခြင်းနဲ့ပြမနဲ့မှုမျိုးပိုပြီးဖြစ်စေတယ်နော်ဟုတ်ကဲ့ပါရှင်ဆရာမဆက်လက်ပြီးတော့ပေါ့နော်ဒီရာသီတုပ်ကွေးကြောင့်ပေါ့နော်ဘယ်လိုလူတွေကပို့ပြီးတော့ယောဂခံစားရပါလဲရှင်အသက်9နှစ်အောက်ကလေးတွေရဲ့65နှစ်အထက်လူကြီးတွေရဲ့ကိုယ်ဝန်ဆောင်မိခင်ရဲ့စီးကြိုနှလုံးသွေးသုံးအဆုတ်ယောဂရှိသူများရဲ့ကိုယ်ခံအားနည်းတဲ့လူတွေပါယောဂကိုပြင်းထန်တာကိုတွေ့ရတယ်ပေါ့နော်ပြင်းထန်လာတဲ့ခါကျယောဂပြင်းတဲ့နောက်ဆက်တဲ့ပြင်းထန်လာတာတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ဆရာမဆက်လက်ပြီးတော့ပေါ့နော်ဆရာမကျမတို့ဒီရာသီတုပ်ကွေးရဲ့နောက်ဆက်တွဲပြဿနာများကိုလည်းပြောပြပေးပါအောင်ရှင်အဆုတ်ရောင်ခြင်းတို့ဒီနောက်ဆက်တဲ့ယောဂတွေကအဆုတ်ရောင်ခြင်းအသက်ရှူလမ်းကြောင်းပြဿနာဖြစ်ခြင်းနာတာရှည်ယောဂများပုံမဖြစ်တယ်အသက်ရှူရခက်တယ်ရင်ဘတ်အောက်ခြင်းဖျားနာကြရှည်ခြင်းဂတိလက်ခြင်းတို့လည်းဖြစ်တတ်တယ်ရာသီနော်ရာသီတုပ်ကွေးယောဂကိုတိုင်းဆေးပြာကြည့်မယ်ဆိုရင်လည်းရာသီဥတုပြောင်းလဲမှုအေးဓာတ်များခြင်းကိုရဲ့ခန္ဓာကိုယ်ဓာတ်သဘောမညီညွတ်တဲ့ဆက်ဆက်ပြီးဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါတိုင်းဆေးပညာမှာဆိုလူခန္ဓာကိုယ်ကျန်းမာရေးကိုတွင်းဓာတ်သဘောညီမျှမှုအစားအသောက်နေထိုင်ပုံစံနဲ့ရာသီအခြေအနေတို့နဲ့ဆက်ဆက်ပြီးသုံးသပ်လေးရှိပါတယ်ရာသီတုပ်ကွေးအေးလာချိန်မှာအေးမိကြီးနာစေကြီးချောင်းဆိုးကြီးလက်ချောင်းနာကြီးမအိမတာဖြစ်ခြင်းတို့ဖြစ်တတ်တော့ကြောင့်ကိုယ်ခန္ဓာကိုယ်တွေအောင်ထိမ့်သိမ့်ခြင်းအနားယူခြင်းနဲ့တင့်တော်တဲ့အစားအသောက်စောင်းသုံးခြင်းကိုအရေးကြီးဖို့မြင့်စားသုံးဖို့အရေးကြီးတယ်ပေါ့နော်အဲ့လိုနေထိုင်ဖို့လေးရေးကြည့်ပါတယ်ဟုတ်ကဲ့ပါရှင်ဆရာမဆက်လက်ပြီးတော့ပေါ့နော်ကျမတို့ဒီရာသီတုပ်ကွေးယောဂကိုဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာလေးလည်းရှင်းပြပေးပါဦးရှင်တန်ရှင်းစာလက်တွေကိုတန်ရှင်းရဆေးကြောအပြင်ကပြန်လာတဲ့အခါကျအစာမစားခင်နဲ့အဲ့ရအသုံးပြုပြီးဒါဒီတခုအသုံးပြုတယ်လက်ဆေးမယ်ဆက်ပြတဲ့ရေကိုဆေးကြောရမယ်ပေါ့နော်ဒုတိယနဲ့နှာချောင်းဆိုးမယ်နှာရှိတဲ့အခါပါးစပ်နဲ့နှာခေါင်းကိုတစ်ရှူတော့မဟုတ်တတော်စစ်နဲ့ဖုတ်အုပ်ပြီးဆိုတော့ဒီ mask တက်ရမယ်ပေါ့ mask မတက်နိုင်တစ်ရှူတို့တတော်စစ်တို့နဲ့အုပ်ပြီးတော့ချိုးရမယ်တတိယနဲ့နေကောင်းနေမကောင်းဖြစ်နေချိန်မှာအခြားလူများထံမကူးစေရလူများနဲ့နီးကပ်စာမနေအောင်ခက်ဝေးဝေးနေရမယ်ပေါ့နော်အဲ့ဒီလိုနေထိုင်ရမယ်နော်ဒါပြီးတော့အဲ့ဒီအပြင်အာဟာရပြည့်တဲ့အစားစားသုံးခြင်းရေများများတောက်ခြင်းလုံလောက်စွာအိတ်ဆက်အနားယူခြင်းတွေလည်းအဲ့ဒါနေထိုင်ပါနော်ကိုယ်ကအားကောင်းမှဒီယောဂကိုတိုက်ခတ်နိုင်မှာဟုတ်နော်ဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးတော့ပေါ့နော်ဆီယာမအနေနဲ့ဒီရာသီတုပ်ကွေးယောဂကြိုတင်ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ဆီယာမရဲ့အကြံပြုစကားလေးကိုလည်းပြောကြားပေးပါအောင်ရှင်ကျွန်မကတော့ဒီရာသီတုပ်ကွေးဖြစ်လာတဲ့အခါမှာကျန်းမာရေးဝန်ကြီးဌာနတိုင်းရေးဆေးပညာဦးထိထောင်ကထုတ်ထားတဲ့ဆေးသက်သာတုပ်ကွေးဖျားပြောက်ဆေးဆိုတာရှိတယ်လေတစ်ခါတော့ရင်5ပြားဟုတ်ကဲ့ပါရှင်တစ်နေ့ကို3ချိန်ယူနစ်